skin whitening အတွက်အထူးသဖြင့်အလှပအတွက်အသုံးပြုတဲ့ FDA approved IV product မပေါ်ရှိသေးပါဘူး။ဒီနိုင်လောက် drip ချလိုက်ရုံနဲ့အသားတွေပိုဖြူလာမယ်။အရေးကြောင်းတွေတက်တာသွားမယ်။ skin ကပိုပြီးတော့ကောင်းလာမယ်။ဒီလိုမျိုးအလှပနဲ့ဆိုင်တဲ့ကြော်ညာတွေကို social media မှာခဏမြင်ဘူးနေကြဖြစ်ပါလိမ့်မယ်။တချို့လူတွေဆိုရင်beauty drip တွေအတွက်လားစဉ်ပတ်စံသိန်းချီအကုန်ချခံပြီးတော့သုံးနေတဲ့သူတွေလည်းရှိပါတယ်။ဒါပေမဲ့မေးစရာတစ်ခုရှိတာကဒါရီဒီသူတို့ပြောတဲ့ကောင်းကျိုးတွေပဲရှိနေရလားဒါမှမဟုတ်ကျွန်တော်တို့မသိသေးတဲ့အနေအရောရှိနေနိုင်လားပေါ့ဒီနေ့ဗီဒီယိုမှာတော့ဒီ beauty drip တွေနဲ့သူတို့ရဲ့နောက်ွယ်ကကျန်းမာရေးဆိုင်ရာတတိထားတဲ့အချက်တွေကိုဝေမျှပေးပါမယ် beauty drip ဆိုတာက IV therapy တစ်မျိုးပါ IV ဆိုတာက intravenous ဖြစ်ပြီးတော့သွေးကြောတွေကိုတိုက်ရိုက်အရည်ထည့်သွင်းတာကိုပြောတာပါunique အလားပါဆိုင်ရာဆေးကန်းတွေမှာvitamin C drip vitamin B complex drip collagen drip glutathione drip ဒီလိုနာမည်မျိုးတွေနဲ့ဝန်ဆောင်မှုပေးကြပါတယ်ဒီ IV drip တွေကိုဒီအရင်တုန်းကအလှပအတွက်ဖန်တီးခဲ့တာတော့မဟုတ်ပါဘူး1960ခုနှစ်လောက်ကတည်းကဒီဆေးရုပ်တက်နေတဲ့လူနာတွေရေးတဲ့ဆုံးရှုံးတဲ့သူတွေနောက်ပြီးတော့အာဟာရချုပ်တဲ့သူတွေအတွက်ဆေးပညာအရအသုံးပြုခဲ့တာဖြစ်ပါတယ်ဒါပေမဲ့2000ခုနှစ်နဲ့နောက်ပိုင်းမှာ Hollywood celebrity culture နဲ့အတူ beauty drip trend ကစပြီးတော့ပေါ်ပေါက်လာခဲ့တာပါ beauty drip တွေထဲမှာလူသိအများဆုံးကတော့ glutathione ဖြစ်ပါတယ် glutathione ဆိုတာကကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ထဲမှာမူလအတိုင်းရှိပြီးသား antioxidant တစ်မျိုးပါဒီတချို့ဆေးကန်းတွေမှာဆိုရင် glutathione ကိုသုံးရင်အသားပိုဖြူလာမယ်ဆိုပြီးတော့ကြေညာကြရဲပေါ့ဒါပေမဲ့ဒါကိုသိပ္ပံပညာအရတော့လုံလောက်တဲ့အထောက်အထားမရှိသေးပါဘူး2019ခုနှစ်မှာ Philippine FDA ကနေပြီးတော့ ingestible glutathione ကို skin whitening အတွက်အသုံးပြုတာကလုံလောက်တဲ့ clinical evidence မရှိသေးဘူးလို့ကြေညာခဲ့ပါတယ်2024 2025 2026ယနေ့ချိန်ထိတိုင်အောင်လဲ skin whitening အတွက်အထူးသဖြင့်အလှပအတွက်အသုံးပြုတဲ့ FDA approved IV product မပေါ်ရှိသေးပါဘူးဒီအချက်ကတိတ်ကိုအရေးကြီးပါတယ်လူများစုသုံးနေပြီး celebrity တွေကကြော်ညာနေပြီးဆိုတာနဲ့သိပ္ပံပညာနဲ့ကျန်းမာရေးအရာထောက်ခံချက်ရှိနေပြီးသားလို့ဆိုလိုတာမဟုတ်ပါဘူးနောက်ထပ်ခေတ်စားလာတာတော့ collagen drip ဖြစ်ပါတယ် collagen ဆိုတာကကျွန်တော်တို့ရဲ့အသားရည်အယိုးနဲ့အယုတ်တွေမှာတွေ့ရတဲ့protein တွေမျိုးပါဒါကြောင့်မို့ဒါကိုသုံးမယ်ဆိုရင်လူတွေကအရေးကြောင်းသက်သာမယ်အသားရည်တင်းရင်းမယ်ပို့ပြီးတော့အရွယ်တင်နုပြိုလာမယ်လို့ထင်ကြပါတယ်ဒါပေမဲ့သိပ္ပံပညာအထောက်ထားရတော့ collagen ကိုသွေးကြောတဲ့ကိုတိုက်ရိုက်ထည့်လိုက်တာကဒီ skin rejuvenation တွေတတိတသာကောင်းမွန်စေတယ်ဆိုရဲခိုင်လုံးတဲ့အထောက်ထားမရှိသေးပါဘူးဆိုလိုတာကကြော်ညာတွေကပြောသလောက်ခိုင်လုံးတဲ့တက်တည်အထောက်ထားမရှိသေးတာပါ beauty drip တွေကိုအချို့လူတွေကပုံများလေပိုကောင်းလေလို့လည်းထင်နေကြပါတယ်ဒါတိတ်ကိုအနေများတဲ့အယူအဆပါအထူးသဖြင့်vitamin C drip တွေကို frequency မသက်မှတ်ဘဲနဲ့အချိန်ကြီးတိုးပြီးတော့သုံးတာ glutathione dose ကို set demand နဲ့တိုးပြီးတော့သုံးတာ multival IV cocktail တွေကို mix လုပ်ပြီးတော့သုံးတာဒီအချက်တွေဒီ overdose risk ဖြစ်နိုင်ခြေတိတ်များပါတယ်ဥပမာ vitamin C ပမာဏများသွားတယ်ဆိုလို့ရှိရင် kidney stone kidney stress ဖြစ်နိုင်တယ်electrolyte imbalance ဖြစ်ပြီးတော့မူးဝေတာအားနည်းတာမျိုးတွေဖြစ်နိုင်တယ် allergic reaction ဆိုတာမျိုးတွေဒီအချိန်မရွေးဖြစ်ပေါ်လာနိုင်ပါတယ်။နောက်ထပ်အရေးကြီးတဲ့ပြဿနာတစ်ခုကတော့ clinical monitoring gap ဖြစ်ပါတယ်။အလားပါဆိုင်ရာဆေးကန်းတွေမှာလူနာတွေကိုဒီ full medical history, current medication use, underlying disease screening တွေကို hospital level လို့မစစ်ဆေးပေးနိုင်တာကများပါတယ်။ဒါကြောင့်မို့တခါတလေလူတစ်ယောက်ကကိုယ်နဲ့အဆင်ပြေဆိုပြီးတော့သုံးနေရကနေcomplication ဖြစ်မှသိရတဲ့ case မျိုးတွေလည်းရှိပါတယ် beauty drip တွေကို social media မှာဆယ်လီတိုင်းနီးပါးလူတိုင်းနီးပါးအလွယ်တကူသုံးလို့ရတဲ့အလားပါဆိုင်ရာနီလန်တစ်ခုလို့မြင်ရနိုင်ခြင်းရှိပါတယ်ဒါပေမဲ့ popular ဖြစ်တာနဲ့ proven ဖြစ်တာမတူပါဘူးသိပ္ပံပညာနဲ့ကျန်းမာရေးအရာဒီထောက်ထားမခိုင်လုံသေးတဲ့ကုသမှုတွေကိုမစမ်းသပ်ခင်မှာကိုအရင်မေကုံထုတ်ပါငါရဲ့အသွင်ပြင်ပိုကောင်းလာဖို့အတွက်စူးစမ်းနေရလားဒါမှမဟုတ်ငါရဲ့ကျမ်းမာရေးနဲ့ငါအလောင်းစားလုပ်နေရလားဆိုရယ်မိကုံမျိုးမေ့ကြည့်ပါအလားပါဆိုတာကကျွန်တော်တို့အတွက်အရေးကြီးပါတယ်ဂျန်နာတိုင်းအတွက်လည်းအရေးကြီးပါတယ်ဒါပေမဲ့ကျမ်းမာရေးဆိုတာကပို့လို့တော့အရေးကြီးပါသေးတယ်